ဒီဖုန်းကိုတတိထားဒီဖုန်းကိုတတိထားမွတ်စလင်အမီခံပြီးမွတ်စလင်တွေရဲ့ယုံကြည်ချက်တွေကိုဖျက်ဆီးနေတဲ့လူတွေဒီဖုန်းစကရင်ပေါ်မှာအများကြီးရှိစကားပြောကောင်းစကားပြောကောင်းတမန်တော်ကြီးဆလ္လာလဟူအလိုင်ဟီဝါဆလမ်မရှိတော်မူတယ်أخاف ما أخاف على أمتي غاية أمة بوما غا أسوين زونو أني هالة منافق عليم اللسان تكو تو مؤمن لو بيوري تكو تو مسلم لو بيوري دابا توها منافق دابا عليم اللسان زغا پو ترو کون ہے جڑی تھا دی فیسبک بوما دی یوٹیوب بوما سا یہ بھی رو پھسے بزن نے پیو بھی رو پھسے مسلم دی عقیدہ کو پھسی نہیں جا رہے منافق دی سی मुनाफिकुन अलीमुल लिसान nga asu yin song lo lu jin mino sin da me ti sia nga ro ye shi ma la pi lo iman chong ba lo la pyo nda nga ro mu'min ni be kafir ti ma ma hou kafir ti shi ma twa pi lo iman chong pyo nei sin ne mya cha ni ya de masala me me mu de chano lo si ko la de dalo lou lai de tu ye iman salamat shi la ma shi bu la a mya ji chano lo cha ni ya chano India ka ni pya la de achain lun ke de 15 နှစ်လောက်အရင်ကနယ်စပ်မှာမြန်မာပြည်နယ်စပ်မှာကလေးတမှုအများကြီးကျွန်တော်ပြောပြကြတယ်ဒီအကြောင်းဘာတလုံးမှမသိဘူးသူတို့ကိုတင်ပေးမဲ့လူလည်းမရှိဘူးဘာသာကြားတွေနဲ့အိမ်တော်ပြုတဲ့ပြီးရင်ဘာသာပြတ်သွားတယ်မော်တတ်ဖြစ်သွားနာဟုဆိုပြီးအများကြီးလို့ဒါပေမဲ့လေသူတို့ပြောတယ်ဒါပေမဲ့လေအခုနောက်ပိုင်းဘာဖြစ်လာတယ်လဲဆိုတော့မစတူရတ်တိလာဂျမာတ်မစတူရတ်ဂျမာတ်လာတိတော့လားမစတူရတ်ဂျမာတ်ဆိုတော့ဇုံတွဲဂျမာတ်တိလာယောက်ျားလေးတွေကြီးပဲတတ်ဆိုရင်ဒီမိန်းကလေးတွေကိုဒီအကြောင်းတင်ပေးမဲ့လူဘယ်သူမှမရှိဘူးယောက်ျားလေးကယောက်ျားလေးကိုပဲတင်ပေးလို့ရမှာမိန်းကလေးကိုဘယ်လိုတင်ပေးမလဲတခါဒီယောက်ျားလေးကိုကျွန်တော်ကတင်ပေးရတယ် तू ကအိမ်သွားပြီးသူ့မိန်းမကိုမတင်ပေးဘူးလေဆိုတော့နောက်ဆုံးဘယ်နီးလန်းနဲ့ဒီအီရတီဒါတ်ရဲ့မီးကတဖြည်းဖြည်းနဲ့အချိန်ရောလာတယ်လေဆိုတော့မဆူရာတ်တဲ့နီးလန်းကျွန်တော်ပထမမဆူရာတ်ကိုကျွန်တော်မထောက်ခံကျွန်တော်အမျိုးသမီးတွေဘာလို့ပြင်ထွက်တာအိန္ဒိယမှာစာဖတ်ပြီးလာတဲ့ချိန်ကျွန်တော်မထောက်ဘူးဒီနေဆက်တမှုရောက်တော့ကျွန်တော်မျက်လုံးပွင့်တော့ဟာဘာဖြစ်လဲအဲ့ဒီချိန်ကျွန်တော်သိသွားတယ်အလ္လာဟ်တာလာရဲ့နိဇမ်ဟာနောက်မက်တပ်ရဲ့စနစ်တွေလည်းတော်တော်ကောင်းကောင်းအဲ့ဒီဘက်ကိုရောက်လာတယ်ရန်ကုန်ကဆရာကြီးတွေဒီတရင်ကိုကြားတော့သူတို့ဆင်းလာတယ်ဆိုတော့မစတူရာတ်တဲ့အကျိုးပွင့်အတီးပွင့်အဲ့ဒီမှာကျွန်တော်သိရတယ်ကျွန်တော်အဲ့ဒီကနေပြီးတော့လာတယ်မော်လမြိုင်ကိုရောက်တဲ့အခါကျတော့ဒီမှာခစ်စားနေတဲ့အာလင်ဒူထဲကတအုပ်စုကပြောတဲ့မစတူရတ်မပိုင်ဘူးနောက်တအုပ်စုကပြောတဲ့မစတူရတ်ပိုင်တဲ့မစအလာတိုက်ပွဲပြန်မစအလာတိုက်ပွဲကျွန်တော်တို့မျက်လုံးတွေမပွင့်ကြဘူးကဘာမှာဘာဖြစ်နေတယ်ပိုပြီးကြီးမားတဲ့ဆုံးရှုံးမှုကနေပြီးတော့အွမ်မတ်ကိုကိုယ်ကွင်းအောင်လုပ်နိုင်ဖို့အတွက်အနှဲငယ်ရော့တဲ့ပေါ့တဲ့ဆုံးရှုံးမှုကိုကျွန်တော်တို့ရွေးချယ်လိုက်ကြတချို့တော့ချိန်နေဒါအဆူလ်ဖစ်ဟ်မှာရှိတဲ့ဒီဥပဒေကအဆဟလုလ်မဒရတိန်လို့ပိုပြီးကြီးမားတဲ့ဆုံးရှုံးမှုကနေအွမ်မတ်ကိုထိမ့်သိမ့်နိုင်မှုအတွက်တင်းငယ်တဲ့ဆုံးရှုံးမှုကိုလက်ခံလိုက်ရဒီဥပဒေရှိတဲ့အဆူလ်ဖစ်ဟ်ဆိုတော့အာလင်တွေမျက်လုံးပွင့်ဖို့လိုတယ်ကဘာကြီးတစ်ခုလုံးနဲ့ခြုံပြီးတော့ကျွန်တော်တို့သုံးသပ်ဖို့လိုတယ်ဆိုတော့အဓိကကျွန်တော်သင်ပြနေတာကဘာလဲဆိုတော့သတိထားကျွန်တော်တို့အီမာန်အတွက်အန္တရာယ်အများကြီးရှိတယ်အင်တာနက်ပေါ်မှာလည်းရှိတယ်အပြင်လောကမှာလည်းရှိတယ်အထူးသဖြင့်စစ်မှန်တဲ့သာသနာပညာရှင်တွေနေပါတဲ့အတိုင်းဝိုင်းမှာပတ်ဝန်းကျင်မှာရက်ကွက်တွေမြို့ရွာတွေမှာဆိုရင်ပို့ပြီးတော့ကျွန်တော်တို့သတိထားအလ္လာဟ်တာလာကျွန်တော်တို့ဒီအားလုံးရဲ့အီမန်ကိုအသက်ထပ်ဆုံးထိမ့်သိမ့်ပေးသနာတော်မူပါစေဒီဒုနီယာကနေသွားတဲ့ချိန်မှာအီမန်နဲ့တကွဒီဒုနီယာကနေသွားနိုင်တဲ့တောဖီကအလ္လာဟ်တာလာချင်းမြတ်တော်မူပါစေကျွန်တော်တို့ဒီထက်ကတယောက်ချင်းစီရင်ကိုဂျန်နတ်ုလ်ဖီရဒေါစ်ချင်းမြတ်တော်မူပါစေဝါခီရူဒါဝါနာအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမီန်